လာရှိုးမြို့ကိုစစ်ကောင်စီတွေတော့ပြန်ဝင်လာတယ် MNDAA တွေကဖမ်းမိထားတဲ့တုတ်ပန်းတွေကိုပြန်ခေါ်ပြီးစုပ်ပေးတယ်ဒါပေမဲ့စုပ်တာကဘယ်တော့မှစုပ်တာမဟုတ်ဘူးလာရှိုးဖြစ်ရကမိအေးနှက်ခန္ဓာဖြစ်တာပေါ့ကွာလာရှိုးမြို့ကိုစစ်ကောင်စီကိုပြန်ပေးတယ်ဒါက MNDAA ခေါင်းဆောင်ဖုန်တာရွှင်ကိုတရုတ်ကအကျယ်ချုပ်ဖမ်းဆီးပြီးတော့လာရှိုးကိုပြန်ပေးလိုက်ကမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာဖြစ်လာတဲ့ဟာတော့သတင်းကိုအရင်ဖတ်ပြမယ်ဒီကိစ္စနဲ့ပတ်သက်လို့တော်တော့ပွက်လောရိုက်နေကြတယ်လာရှိုးမြို့တို့စစ်ကောင်စီတပ်ဖွဲ့ဝင်များယနေ့ဧပြီလ18ရက်နေ့၌ပြန်ဝင်လာပြီးလာရှိုးတီဘော်ပြည်တော်စုလမ်းရှိနောင်မွန်လမ်းပိုင်းကိုဖျက်တမ်းခွင့်ပိတ်ထားကြောင်းဒေသခံများကပြောတယ်လမ်းကိုပိတ်ထားလိုက်ပြီးနောင်မွန်လမ်းကကိုကန့်ထိန်းထားတာပိတ်တာကတော့ MNDAA လောက်ရတော်စိတ်ပြုတ်ကောင်းပါနော်ပိတ်နေတယ်ဟုတ်အခုကလာရှိုးပြည်သူတွေကမိအေးနှက်ခန္ဓာဖြစ်တာပေါ့PR ပေးမှုကြောင့် MNDAA တပ်ဖွဲ့ဝင်များသည့်တကြံကာလအတွင်းလာရှိုးမြို့မှစုပ်ခွာခြင်းဖြစ်ပြီးဒီလောက်ရမမိုက်ဘူးနော်ဒီလောက်ရပြည်သူတွေစော်ကားတာဆောင်တွားကြောင့်ဒေသခံသတင်းရင်းမြစ်များကပြောတယ်ဒါတော်လိုင်းလောက်ရတယ်ပေါ့တပ်ဖွဲ့ဝင်များသည့်မြို့ပေါ်မှစုပ်ခွာတွားတော်လဲမြို့ပတ်လဲတွင်တက်ဆွဲနေရယူထားကြောင်း MNDAA တော်မြို့ပေါ်မှာလောက်ရတော်မှာပါပြီဒီချက်တော့စစ်ကောင်စီကပြီးခဲ့တဲ့ရက်အနေငယ်တဲကအရက်ဝင်းနဲ့ဝင်လာကြတာတချို့ရှိတယ်မြို့ထဲမှာအခြေအနေတွေစောင့်ကြည့်နေကြတယ်ဒေသခံတူကပြောတယ်စစ်ကောင်စီကလာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာပြီးဖြစ်၍မန္တလေးမူဆယ်ပြည်တော်စုလမ်းမတလျှောက်နီးမျိုးစုံတုံးရင်အင်အားတိုးချဲ့လာနိုင်ကြောင်းဒေသခံသတင်းရင်းများကပြောတယ်ထို့ပြင်ဧပြီလ18ရက်နေ့ညနေပိုင်းကလည်းလာရှိုးမြို့ရပ်ကွက်12အတွင်း12ဘိန်းကားအချို့ရောက်ရှိလာမှုတည်လည်းထူးခြားကြောင်းဒေသခံများကပြောတယ်အဆိုပါဒေသခံကဘယ်ဘက်ကကားတွေလဲတော့မသိဘူးနောက်ပြီးဘာတွေပါလာလဲမနေ့ကျတော့ပြန်ထွက်သွားတယ်အနီးကတွားကြည့်လို့မရတော့အသေးစိတ်ပြောမပြတ်တတ်ဘူးပြောတယ်ဌာနဆိုင်ရာများနဲ့နီးစပ်သည့်သတင်းရင်းမြစ်တို့ကလာရှိုးမြို့တို့လာဝကနှင့်ထွေအုပ်ဝန်ထမ်းများပထမဆုံးဝင်ရောက်မည်ဖြစ်ပြီးစစ်ကောင်စီကနောက်ရက်များတွင်ဝင်ရောက်လာနိုင်ကြောင်းဧပြီလ12ရက်မတိုင်ခင်အပြီးသက်ဝင်ရောက်မည်ဖြစ်ကြောင်းပြောသည်အဲ့လာရှိုးတိုက်ပွဲမှာကြက်ဆုံသွားတဲ့ရဲဘော်နဲတာမဟုတ်ဘူးသူတို့ဒီလိုလောက်ရဲလောက်တော့တော်တော်မိုက်ရိုင်းတာဆက်ပြောသည်စစ်ကောင်စီမြို့ပေါ်ကိုဒါကွက်ရအုပ်ချုပ်ခွင့်ရထားပြီးမြို့ပတ်ဝန်းကျင်နှင့်ကြေးရွာများကိုမူ MNDAA ကဆက်လက်ထိန်းချုပ်ထားမည်ဟုသတင်းများထွက်ပေါ်နေသည်လက်ရှိအခြေအနေများနှင့်ပတ်သက်ရစစ်ကောင်စီရော MNDAA ကမှသတင်းထုတ်ပြန်ထားခြင်းမရှိသေးပြီအမှန်တိုင်းဖြစ်ရရင်တော့လာရှိုးမြို့ကအခြေအနေတွေမကောင်းတော့ဘူးမြို့ကန်တွေအနေနဲ့ကြီးလန့်စာစားနေရတော့မယ်ဘာတွေဆက်ဖြစ်မှလဲအမှန်ပဲအဲ့ဒါပဲဟုတ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာသတင်းရင်းမြစ်တူကပြောတယ် MNDAA နဲ့မဟာမိတ်များက132စစ်စင်ရေးဒုတိယပိုင်းတွင်ရမခအပါဝင်လာရှိုးမြို့ကိုအောက်ကလစ်3ရက်၌အပြည့်သက်သိမ်းပိုက်ခဲ့ပြီးအုပ်ချုပ်ရေးရန်နေရာဖော်ဆောင်ခဲ့သည်လာရှိုးမြို့အားစစ်ကောင်စီထံပြန်ပေးရန်ဖိအားပေးခဲ့သည့်တရုတ်အစိုးရအားမြို့ခံများကဒေါသဖြစ်နေသည်တရုတ်အစိုးရကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဒီသူမိအေးနှက်ခန္ဓာပဲဒီခါတော့လာရှိုးမြို့ကိစ္စရဒါမလုပ်ပြတဲ့ကိစ္စတော်တော်စိတ်ပြည့်ကိုကောင်းသွားတယ်အဲ့တော့လာရှိုးနဲ့ပတ်သက်တဲ့တင်းအဲ့တော့ဒီညမှာဒီကိစ္စနဲ့ပတ်သက်လို့တော့ချွတ်တလေလဲအကောင်းဘက်ကရေးထားတာရှိတယ်အဲ့ဒီထဲမှာဆိုကျွန်တော်တို့လေးစားခဲ့ရတဲ့ဒီလေးစားရတယ်เนาะလက်ရှိလေးစားပါတယ်ဥက္ကမောင်ဆိုအားဖေကဥက္ကမောင်ဆိုရေးထားတဲ့ပို့လေကုန်ခဲ့တဲ့ရက်ပိုင်းလောက်ကတွေးခဲ့ရတယ်အဲ့ဒါဘာလဲဆိုတော့လာရှိုးကစုပ်တယ်ဆိုပေမဲ့လာရှိုးမြို့ပတ်လင်မှာ MNDAA ပြန်ထိုင်ချမယ်เนาะဒီလိုတစ်ခုကိုစုပ်ပေးလိုက်တာပဲကျွန်တော်တို့နောက်ထပ်အများကြီးလုပ်စီရတယ်ရှိတယ်ဒီဟာတစ်ခုစုပ်ပေးလိုက်တာနဲ့ MNDAA နဲ့ဒါပြည်သူတွေကိုတက်တက်မပြောကြဘူးစကားအလှလေးတွေပြောသွားတယ်ဟိုအပြုတ်သဘောဆောင်ပြီးတော့ထိန်းထားတဲ့သဘောလိုပဲမြင်တယ်ဒါပေမဲ့လို့ဒီညမှာကျွန်တော်တို့ကဟိုအင်အားတွေရော့မှဆိုလို့ဆိုတိုင်းမဖြစ်တဲ့နိုင်ကြီးကိုလိုက်ပြီးထိန်းထားတဲ့အရာကြီးတော့ကျွန်တော်တို့လက်မခံချင်ဘူးနံပါတ်1ကျွန်တော်တို့မေးလို့မှန်တယ်အဲ့ဒါ MNDAA ကဘာဖြစ်လို့လာရှိုးတိန်းတာလာရှိုးတိန်းအဲ့ဒါတော့ချက်ပဲဘာဖြစ်လို့အုပ်ချုပ်ရေးရန်နေရဖော်ဆောင်တာလဲအဲ့တော့လာရှိုး MNDAA ကတိန်းတယ်ပြည်သူတွေကအားပေးတယ်လာရှိုးကြွသွားတယ်လာရှိုးရတဲ့အတွက်ပြည်သူတွေတခန်းနဲ့အားပေးတယ်အဲ့ဒီတခန်းနဲ့အားပေးတဲ့ထဲမှာလာရှိုးမြို့ခံတွေထိတ်ဆုံးကပါတယ်ဟုတ်တယ်နော်အဲ့ဒါသိချတယ်သိချတယ်အဲ့ဒါထားပြခဲ့ပြီးပြည်သူတွေထောက်ခံတာMNDAA ကိုတော်ထောက်ခံကြတဲ့ပြည်သူအားကိုတယ်ကွာဒီဘက်ကအားပေးခဲ့တဲ့ပြည်သူတွေကအော်ငါတို့ MNDAA နိုင်သွားပြီငါတို့ကစစ်ကောင်စီကိုကြောက်စရာမလိုတော့ဘူးပွင့်လင်းစွာနဲ့သူတို့ရက်ကွက်ဒေတာတွေထဲမှာဒီစစ်ကောင်စီကိုဂယုမဆိုင်တော်နိုင်တဲ့အရာတွေကိုပေါ်တင်လှုပ်လာလိမ့်မယ်သူတို့အဲ့လိုလှုပ်ခဲ့တဲ့အနေအထားနေဘက်ကလေးဆိုဒီပြည်သူတွေအားလုံးကိုပြစ်ချပြီးတော့လာရှိုးစုပ်သွားလိုက်မယ်ဆိုကြံမင်းခဲ့တဲ့ပြည်သူတွေကိုဝင်အောက်ထုတ်မှဒီနောက်ထပ်တော်လိုင်းအင်အားအစော်ကားတာပြည်သူတွေစော်ကားတာရန်သူဖြစ်တဲ့ပြည်သူတွေစောက်ပြီးမဆိုင်ပဲလောက်သွားကြံမင်းခဲ့တဲ့ဒေတာခံတွေအတွက်ဘလို့ရင်ဆိုင်ရမလဲဒါကတောင်းဝင်မဲ့လုံးနဲ့တအားတောင်းဝင်မဲ့တဲ့လုပ်ရနောက်တစ်ချက်က MNDAA တော်တောင်းဝင်မဲ့ပါလေဒီလောက်ဘလို့ဆုံးဖြတ်ချက်တွေဘလို့လောက်လိုက်ရင်ရဲဘော်တွေအသက်ဘလောက်ပေးခဲ့ရတယ်
မဟာမိတ်ရဲ့ရဲဘော်တွေအတက်ဘလောက်ပေးခဲ့ရတယ် အဲ့လာရှိုတိုက်ပွဲမှာကြက်ဆုံးဝါရေဘောနဲရမို့ အောင်မြင်ခဲ့ PDA တွေရောတိုင်းဒါလက်နဲ့ကင်တယ်အများကြီး ရမယ်အောင်မြင်ပြီးသားလက်ဝဲရှိပြီးသားနယ်မြေတစ်ခုကိုပေးလိုက်တာလေဆိုတာဒါကလုံးဝကိုအတိတ်ပဲမရှိတဲ့အရာကြီးနော် တကယ်အသေးပဲမရှိဘူးအဲ့ဒါစိတ်ကောင်းစီတဲ့လက်ဝဲလက်ဝါကြီးရိုက်ပြီးလောက်သွားတာဗျာ နော်တစ်ဖက်ကလည်းမတိုက်နိုင်ဘူးကိုယ့်ဘက်ကလည်းနိုင်ပြီးတဲ့အရာတစ်ခုကိုပြန်ဆုပ်ပေးလိုက်တာလေဆိုတော့တောင်းဝင်မဲ့မှုတွေကအများကြီးရှိတယ်အဲ့တော့နောက်ဆုံးတရုတ်ကဖိအားကြောင့်တို့ DAA တော်တောင်းဝင်မဲ့သွားပြီနော်ဒီလောက်ရပြည်သူစော်ကားတာ ဒါဟုတ်မှဒီ MNDAA အနေနဲ့တရားဝင်ထုတ်ပြန်တင်တယ်ကျွန်တော်တို့ကိုတရုတ်ကဒလို့ဖိအားပေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့မှမလွန်ဆန်နိုင်ဘူးမလွန်ဆန်နိုင်တဲ့အတွက်ကျွန်တော်တို့လာချိုးပေးရမယ်ပြည်သူကိုတရားဝင်ချပြ အဲ့လိုချက်ပြမှာပြည်သူပွပွလေးလေးတော်လန်ရေးမှဖုံးကွက်လို့မရဘူး ပြောလို့မရဘူး ပြည်သူလိန်လို့မရဘူး ပြည်သူလည်းချမပြ ပြည်သူလိန်နဲ့တော်လန်ရေးကဘယ်တော့မှအောင်မြင် မြို့ ဘူး ကနေတက်ဆုပ်ပြီးတော့မြို့ကွက်ကွက်လေးကနေတက်ဆုပ်ပြီးတော့ဒီမြို့ပတ်လေစင်ချေဘုံရက်ွက်တွေမှာအကုန် MND ရဲ့ပြန်တက်ဆွဲတယ်အဲ့ဒီတက်ဆွဲတဲ့နေရာမှာဒေတာခံတွေရဲ့နော်မြေနေရာတွေမှာအတင်းအဓမ္မဝင်ပြီးတက်ဆွဲတယ်မနေ့ကဗီဒီယိုဖိုင်တစ်ခုတက်လာတယ်နော်အတင်းအဓမ္မဝင်ပြီးတက်ဆွဲတယ်ပြီးလို့ရှိရင်ရော်ချင်းပေးမယ်ဆိုတဲ့စကားနဲ့ဒါကစစ်ကောင်စီအလုပ်ပြနော်ဒီလိုမျိုးလက်နက်ရှိတဲ့ကောင်ကလူဘာဝနဲ့စောက်ကြည့်ကိုမကျင်တတ်လို့ဟဲ့ဒီတော်လိုင်းဆိုတော့ဖြစ်လာတာ မှန်တယ်အဲ့ဒါမှန်တယ် ကိုတိုင်းတွေက စစ်ကောင်စီကို လူဘာဝမယ်ဆိုရင် မကျင်တော့လက်နဲ့ကင်ပြီးတော်လာတာကွာ ဟုတ်တယ်မလားအဲ့ဒါအစနဲ့တော်လိုင်းမလုပ်ကြနဲ့မလုပ်တော့ဘာမှမဖြစ် မှန်တယ်အဲ့ဒါ နားတယ် ကိုစီပြောတာအဲ့ဒါအမှန်ဆုံးပဲ ကိုရွေးခဲ့ပြီးတော့လှုပ်ပြီးတော့ဒီလိုမျိုးမပြတ်မသားလှုပ်နေတဲ့အရာကြီးကတိုင်းပြည်နာတာပဲအဖတ်တင်နေဘာမှအကျိုးမရှိဘူးအဲ့တော့အစတည်းက အေးခေါင်းဆောင်နဲ့ကွာနော် ပုံစံလှုပ်မယ်ဆိုရင်မင်းအောင်နိုင် အေးခေါင်းဆောင်တော့ပြည်သူပဲဘလူပါပြောပြည်သူတဖုံးပဲပြည်သူပြောတဲ့အတိုင်းပဲထား မဖြစ်တင်တော့သူလို့ဖြစ်လာလို့ရှိရင်လည်းပြည်သူကလက်ခံမှာမဟုတ်တော့ဘူးတော့တော်တော်ကိုရုပ်ပေါက်တဲ့ကိစ္စ ကျော်မြောက်ဒီ MNDAA ခေါင်း မြောက်ဒီမှာလည်း ခင်ဗျားတို့ ကရင်စစ်တပ်တယ် အောင်မြင် အဲ့လိုမျိုးပဲ တော်တို့ပါတယ်လို့ မင်းအောင်လိုင်းလည်းဖင်လို့ဖင်ခံ မမေ့ပါနဲ့နော်ရခိုင်တပ်တော် AA ကိုနမူနာကြည့်ပါရခိုင်တပ်တော် AA ကတစ်ချိန်ကစစ်တပ်နဲ့ဖြစ်ခဲ့တယ် အေးငါကြိုက်တယ်အေးစီဦးကြီးစီဦးဒီတော့ငါကြိုက်တယ် အခုချိန်လောက်ရခဲ့တာအဲ့ဒါဘာကြောင့်လဲပြည်သူဆိုတဲ့အရာတခဲနဲ့အားပေးတဲ့အချိန်မှာအခုရခိုင်တပ်တော် AA နောက်မှာရခိုင်နေမဟုတ်တော့ဘူးတနို မင်းတို့လက်နဲ့ကင်နေပြည်သူမရှိမင်းတို့ဘာမှလုပ်ဆောင်မရဘူး AA ရဲ့လောက်ရက်ကိုထောက်ခံနေတယ်အဲ့ဒါ အဲ့ဒါမြင်မြင်မှတ်တာ တို့ထုံးမြတ်တဲ့အပါဝင်ရခိုင်တပ်တော် AA မင်းတို့မျိုးအခွက်ကြိုက်လောက်ကြီးပြည်သူမှမထောက်ခံမင်းတို့ဘာလုပ်မရဘူး အဲ့တော့ခင်ဗျားတို့ MNDAA အနေနဲ့ကလည်းနော်ပြည်သူစံနာကိုတွေးဖယ်ဖို့လားတော်လှန်ရေးလုပ်မလားလက်နက်ကင်စီးပွားရှာကြမှာလား NDAA တော်တော်မိုက်ရန်သွားပြီဒီလောက်ရ လုံးဝမဖြစ်တဲ့ကိစ္စနော်ဖြစ်ချင်ဆုံးကအခုဥက္ကမောင်ဆိုလို့ရေးထားသလိုပေါ့အော်တစ်ဖက်မှာဒါလေးပေးလိုက်ကြရင်ပဲပြန်ရမယ့်အကန့်တွေအများကြီးရှိတယ်နော်လှုပ်ရှားတွေအများကြီးရှိတယ်တနိုင်ငံလုံးအထူးထိုးစစ်ကြီးပေါ့ဗျာစသဖြင့်ထားပါအဲ့တော့အဲ့လိုဆိုလို့ရှိရင်လည်းပေါ်တင်ပြောကျွန်တော်ကိုထောက်ဖို့အလုံးနဲ့ပတ်သက်လို့ဟိတ်ထိုင်းမှာဌာနဆိုင်ရာလာစစ်တယ်နော်တစ်ဖွဲ့ပြီးတစ်ဖွဲ့ဘန်ကောက် ပွင့်လင်းမှုမရှိဘူးနော် နောက်ဆုံးတစ်ဖက်ကလည်းအတိုက် သူတို့မင်းအောင်နိုင်တဲ့ဘလူးချိတ်ဆက်ပြီးဘလူးလောလောတော့ စိတ်က ပြည်သူတွေဘာမှချပြ ကျွန်တော်အင်ဂျီတွေကကျွန်တော်ပုံမှန်ဝတ်တယ်ဒါမှတစ်နှက်ပုံပါတယ်အဲ့အင်ဂျီကစမဝတ်နဲ့ဆိုတဲ့ဟာမျိုးပြောလာဟာဒီအင်ဂျီကငါဈေးတွေကဝယ်တာမင်းတို့မဝတ်နဲ့ဆိုဘာလို့ရောင်းခိုင်းတယ်မဟုတ်ဘူးတဲ့မင်းပုံစံပလိတ်လို့ဖြစ်နေစမတ်ကြနေတယ်ပေါ့ဒါကြောင့်မို့လို့မင်းကိုလည်းဒီမှာဟိုပလိတ်ရောင်ဆောင်တယ်ဆိုပြီးတိုင်ထားတာရှိတယ်ဒါကြောင့်မို့လို့အပြစ်ရှိဘန်းလို့နော်အဲ့ဒါဆိုရင်ဒီတော်လန်ရေးဟိုနေဖြစ်လို့ရှိရင်ငါတော်လိုင်းမလုပ်တော့ဘူးလို့ဒါပေမဲ့မင်းတို့တာဝန်ရှိတဲ့လူတွေမလုပ်ခိုင်းလို့ဆိုပြီးငါပြည်သူတို့ငါချပြတော်လိုင်းမလုပ်တဲ့အတွက်ငါတော့ပို့ပြီးတော့ကောင်းတယ် မှန်တယ် ဒါစီကငါလုပ်လို့ရ အဲ့လိုချက်ပြမှာ မင်းတို့ရဲ့တားဆီးမှုကိုဒါကြောင့်မို့လို့မလုပ်ကြပါဆိုပြီးဟာမင်းအဲ့လိုလုပ်လို့မရဘူးလေတဲ့ဒါပဲကျွန်တော်တို့က လူတွေတော်လန်ရေးမှမယိုးသားဘူးတဲ့ မချပြမယ်နဲ့ကျွန်တော်ထောက်ဖို့ တော်လန်ရေးလက်နဲ့ကင်နေရပြည်သူတွေပေါ်မယိုးသား ကျွန်တော်ထောက်ဖို့လုပ်နေတဲ့ပြည်သူ တကယ်တော့ယိုးသားကြည့်ပါလက်နဲ့ကင်နေယိုးသားကြည့်ပါတော်လန်ရေးပြည့်ချပြည်သူတွေကိုနားနဲ့ပါချလောက်တာများနေကြတာ တော့တရားကိုပြောပြအဲ့တော့တက်ဆိုင်ရနော်ဒါကဟိုလူပုတ်ကုန်နဲ့ဌာနဆိုင်ရာအဆင့်လောက်ပဲ ရောကရင်လက်နဲ့ကင်နေဒီအတိုင်းပဲပြည်သူတွေကိုအလကား တယောက်ကပေါ်တင်ဝင်ဆုတ်ခတ်တာ ပြည်သူတွေကိုမျက်နှာမူတာမဟုတ်သူတို့အကျိုးစီးပွားရေးတော့မျက်နှာမူလောက်ကြ အဲ့တော့သူပေါ်တင်ဝင်ဆုတ်ခတ်တာကိုကဘာမှာသူဝင်ခံရဲလားဝင်ခံရဲ MNDAA နဲ့ချပြလိုက်ဟုတ်တယ်ကျွန်တော်တို့ကတော့တရုတ်ကဖိအားကိုမလွန်ဆန်နိုင်ဘူး တရုတ်ကြောင်းနေတော်လန်ရေးမလုပ်တော့ကွာ သူတို့အားကို တရုတ်နိုင်ငံကိုကြောင်းနေတော်လန်ရေးမလုပ်နဲ့ ကျွန်တော်တို့တောင်းဆိုတဲ့အတွက်ဒါကိုကျွန်တော်တို့လိုက်တော့ပေးရတော့မယ်ဒါပြည်သူတွေအနေနဲ့နားလည်ပေးပါစောက်ချက်ကွာသေရမှာအဲ့ဒီလိုမျိုးတရုတ်လက်ခံရဲလား မှန်တယ်အဲ့လိုလောက်အောင်မှာပွင့်လင်းလေးအဲ့လိုလောက်အောင်မှာ ဒါရှင်လေဒါခလေးစကားနော်အခုကျွန်တော်ပြောနေတာခလေးစကားဒါပေမဲ့တခါကြိုက်နိုင်ငံရေးဆိုတဲ့အရာမှာလဲအဲ့ဒီခလေးအကွက်တွေခလေးစကားတွေထိရောက်
မိုက်ရိုင်းတယ်ဒီလောက်ရအဲ့လာရှိုးကပြည်သူတွေဘယ်လိုအသက်ဆက်ရှင်မလဲကွာ အားရဟုတ်တယ်နော်ကိုဘက်ကလူတွေအနေနဲ့စိတ်ပြက်တယ်အဲ့တော့စိတ်ပြက်တာဒီတပည့်ဟာနမူနာမယူပါနဲ့မြဝတီကိုဝင်သိမ်းတယ်မျိုးဆောင်တက်ကိုပါတိမ်ပြီးတော့လက်နက်ကိုကားနဲ့နှစ်ခေါက်သုံးခေါက်တိုက်ပြီးတော့အပုံလိုက်ရသွားတယ်တော်လိုင်းအင်အားစုတွေမျိုး အမြောက်တွေဖြစ်စင်ပါမင်းအောင်လိုက်တဲ့ဖိလို့ဖင်ခံလောက်သွားတာ ခွေးကောင်30လောက်လက်နဲ့အပြည့်စုံနဲ့ကျင်းတူးပြီးတော့နေနေကြတယ်ဒါကိုဘယ်နှစ်ကပြောသလို PNU နော် ဟိုစောချစ်တူလို့လောက်သွားတယ်ကွ ပြီးတော့အဲ့ဒီခွေး30 စောက်တယ်ပေါက်ဖို့ကော မျိုးဆောင်တက်ကို တော်လိုင်းတော့တပါတော်လိုင်းရေးတယ် စစ်ကောင်စီကိုပြန်တွင်းပေးလိုက် ဖိလို့ဖင်ခံတော်လိုင်း တော်လိုင်းအင်အားစုလက်အောက်ကြာထားပြီးသားမြို့တစ်မြို့ဒါပေမဲ့နယ်ဆက်ကုံတွေကြောက်သွားမယ်ထိုင်းရဖိအားလာနယ်ဆက်ကုံတွေပိတ်ဆို့သွားမှာဆိုလို့ထိုင်းရလည်းဖိအားပေးတယ် BGF တွေကလည်းစစ်တပ်နဲ့ပေါင်းပြီးတော့စစ်ကွေးတွေကိုမြို့ထဲပြန်ပြီးမြို့တောက်တပ်မှာနေရာပြန်ချပေးတယ်အလံတွေပါပြန်ချိန်လိုက်တယ်အဲ့တော့ပြည်သူတွေဘာ ဖိလို့ဖင်ခံရမှာတောင်းသားတွေဖြစ်ပေါ်ပါ ဖြစ်သွားတဲ့ပြည်သူတွေနော်အခုအဲ့လိုဟင်းလို့ဖြစ်သွားတော့တောင်ဝိုင်းမှာရှိတဲ့ခလေးတွေဒုက္ခမရောက်ဘူးလားအတက်ဆုံးသွားတဲ့အဲ့ဒီမြို့တိုက်ပွဲမှာသေခဲ့ရတဲ့ရဲဘော်တွေတော့နှမျောစရာမကောင်းဘူးလားအဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်ပိုင်းတွေအနေနဲ့မလုံနိုင်မလုံနဲ့နော်မလုံနိုင်လို့ပြဿနာမရှိဘူးအခုလို့လှုပ်ပြီးလို့ဘဲကလန်းစင်ပေါက်ပန်း40ဖြစ်တာကြီးကတိုင်းပြည်အတွက်နာတယ်လို့အောက်ခြေမှာရှိတဲ့တိုင်ရင်တပ်ဖွဲ့ရဲဘော်တွေအရန်နာကိုနေ့ကအရှင်းမှာပြောခဲ့တယ်လို့ဒီထဲမှာရှိတဲ့ပြည်သူတွေဟာငါတို့အောင်ပြီးတော့သူတို့တတ်မှတ်ထားတာလေလာချိုးပြည်သူတွေကသူတို့အောင်ပြီးတတ်မှတ်ထားတာနောက်အုပ်ချုပ်ရေးရန်တရားပေါ်ဆောင်တဲ့အချိန်မှာကိုနေ့ကပြောဆိုစစ်တပ်ဒလန်တွေဘာတွေသူတို့ကကြောက်စရာမလိုတော့ဘူးပေါ်တင်လုပ်ပြီးငါတို့က MNDAA ရှိတယ်ဟာပြီးတဲ့ပြီးတော့ခင်ဗျားတို့ကဓာကြီးတွေအကုန်ထားပြီးဘက်ကလည်းထောက်အောင်ဆိုအမှကြံပြစ်ခဲ့တဲ့လူတွေဘယ်လိုတောင်းဝင်ယူမှာလဲ သေရောအမှပေါ်သေရောအမှ နောက်တဲ့ကောင်တွေကပြန်ဖော်မှာအခုစစ်ကွေးတွေအုပ်ချုပ်ရေးဝင်လာပြီဆိုရင်ဘယ်ကောင်တွေပါခဲ့တယ် MNDAA ပေါင်းပြီးတော့အုပ်ချုပ်ရေးရန်တရားဖော်ဆောင်တာ လာရှိုးကပြည်သူဒုက္ခရောက်ပြီ အဲ့ဒီလူတွေကိုဘယ်လိုတောင်းဝင်ယူမှာလဲဒါကြီးကအင်မတန်ဆိုးရွားတဲ့ကိစ္စကြီးဗျမဖြစ် NDAA တာဝန်ယူနိုင်တာအဲ့ကိစ္စတွေ ဆိုရင်လုံမဆန်နိုင်တဲ့ပြည် အဲ့လိုပြဿနာဖြစ်လာပြီးတာဝန်ယူ တယောက်ကဖိအားလာမယ်ကျွန်တော်တို့ထိုးစစ်မစင်တော့ဘူးနော်လက်ရှိရပြီးတဲ့နေရာမှာကျွန်တော်တက်ခောက်ထားမယ်ကျွန်တော်တို့ရပြီးတဲ့နေမျိုးတော့ပြန်ဆွတ်လို့ပေးစရာအကြောင်းမရှိဘူးခင်ဗျားတို့ထပ်ပြီးတော့ထိုးစစ်မစင်နဲ့ဒီလိုပုံစံမျိုးပဲဖြစ်တဲ့အဲ့တော့တစ်ခါကြရင်တော်လှန်ရေးကိုလေတော်လှန်ရေးနဲ့မတူလို့ရှိရင်အယမ်းပင်ပန်းတယ်တော်လှန်ရေးနိုင်ငံရေးတွေပါပေါင်းလာလို့ရှိရင်ရှုပ်ကုန်အောင်ကုန်လုံးအဲ့တော့တော်လှန်ရေးလုပ်မယ်ဆိုရင်တော်လှန်ရေးပြက်ပြက် တော်လည်းရမအောင်မြင်သူသူ့နယ်မြေငါနယ်မြေလူနေကြတာ တော်လှန်ရေးလုပ်တယ်ဆိုတာ နယ်မြေဖင်ရခွဲလောက်ရှိတယ်အဲ့ဖင်ရခွဲနယ်မြေမှာပဲပျော်နေကြတယ် ရန်ရပေါ်ဆောင်ပြီးပြီအဲ့ဒီချိန်ကျရင်နိုင်ငံရေးလုပ် ပြောတော့ပြည်သူကာကွယ်နိုင်ငံရေးကိုတွားဆွတ် ကိုရတဲ့ဖင်ရခွဲတွေလောက်မှตายရနေကြလက်နဲ့ကင်တော်များများကအဲ့လိုမျိုးဖြစ်နေကြ နိုင်ငံရေးလုပ်ချင်တော်လှန်ရေး လက်နဲ့ကင်ထဲမှာ ရင်းထားရတာစက် အေးလက်နဲ့ကောင်အကြိုက်ဆုံးပဲ အတစ်ပြန်လုပ်လို့မရ သူစိတ်မှန်ခင်တိုင်းသူသွားသူပြည်သူအတွက်ပဲသူလုပ် အဲ့တော့ ဘယ်အတွက်မှသူလုံးမလုံး သူတို့သုံးဖြတ်ချက်တွေချတော့မဲ့ခေါင်းဆောင်ပိုင်းတွေအနေနဲ့ငါအတက်ကောငါနှမျောလားငါရောငါခန္ဓာကိုယ်ရောငါနှမျောလားအေးအမှရဲဘော်တွေအတွက်ကကိုစဉ်းစား အသက်သေးမှနှမျိုးတော်လိုင်းမလုံးနဲ့ကွာ ကိုကြည့်ရမယ် သေမှကြောက်နေလက်နဲ့မကင်နဲ့ ဒါက MNDAA ကိုကိုကောင်းကောင်းဝဲလှုပ်စားပြီးတော့နေတာ နောက်ထပ်အဖွဲ့အစည်းတွေဒီလိုပုံစံမျိုးထပ်ဖြစ်မလာပါစေလို့ပဲဆုတောင်းတယ်ကျွန်တော်တို့ကတော့ဟိုမဖြစ်လာဘူးလို့မ ဖြစ်လာအောင်မှကျွန်တော်မြန်မာနိုင်ငံမှာလက်နဲ့ကင်တော်များများက စင့်ပြားဒုက္ခတွေ ပြည်သူကိုသိရောက်မှုတည်တာပဲမဟုတ်ပြောတော့ပြည်သူအတွက်ပြည်သူအတွက်ပြည်သူတို့အတွက်ပဲသူတို့လုပ်နေကြ အခုလာရှိုးကဒါအာနာနာကတိုင်းငံထိတဲ့ပုံစံမျိုးပဲဟုတ်တယ်နော် မိနှစ်ခါနာလာရှိုးဖြစ် ကျွန်တော်တို့တိုင်းပြည်ကအချိန် လာရှိုးဖြစ်မိနှစ်ခါနာပဲ ဆွန့်သွားလို့လည်းဘာမှမဖြစ်ဘူးကျွန်တော်တို့ဆွန့်ရဲတယ်လာမင်းအောင်နိုင်လို့ကောင်းမျိုးလားခမားခန္ဓာကိုယ်မှာဘုံစင်နေမဲ့ခုံချမင်းလားမင်းအောင်နိုင်ရှိဆိုလာခေါ်တိုက်တဲ့လူအကျိုးရှိမဲ့ဆိုရင်ဆွန့်ရတာတန်တယ်ဆိုရင်အသက်ဆုံးမဝင်မလို့ဘာကြောက်လဲကြံပြစ်ခဲ့တဲ့တိုင်းပြည်အတွက်ကြံပြစ်ခဲ့တဲ့မျိုးဆက်တွေ ပေမှာကြောင်းနေရှိတော်လည်းမလုံးတော့ဘူးကွာပေမှာကြောင်းနေလက်နဲ့လည်းမကင်လက်နဲ့ကင်တော့တနေ့ပေမှာပဲ အပေခံလောက်ဖို့ပြောတာမဟုတ်ဘူးမှန်တာကိုမှန်တဲ့အတိုင်းလုပ်ကြဖို့ပဲပြောတာပါဒီလောက်ပါပဲမှန်တာကိုမှန်တဲ့အတိုင်းလုပ်ထိုင်ပြီးတယ်နော်အခုမကရင်ပြည်နယ်မှာဆိုဖြစ်နေတာကြည့်မစည်းလုံးနိုင်ကြဘူး မှန်တယ်အဲ့ဒါ ကရင်ပြည်သူတော့မစည်းလုံးနိုင်ကြဘူးလားကရင်တွေဘယ်နှဖွဲ့ကွဲနေလဲဘာဖြစ်လို့ကွဲတာလဲအားလုံးကဒီဖက်ဒရယ်ဒီမိုကရေစီရရှိနေဆိုပန်းနိုင်အတူတူပဲလေ တော်လည်းခေါင်းဆောင်တော်တော်များများပြည်သူကိုမျက်မှုပြုတ်တယ်ဆိုပြည်သူကဘာတော့မှပြစ်မထား ကရင်လူငယ်တွေဆိုထိုင်းမှာ ဒါပေမဲ့ပြည်သူမှကြည့်မှမကြည့်တာ ကြိတ်ကြိတ်တို့ သူတို့နေမီနည်းနည်းစုံမှုရပြီဆိုသင်အောင်ကြည့် ပြီးတော့ဒီတော်လှန်ရေးမှာအတုံးချလိုက်တယ်ကိုလူကြီးပိုင်းကလည်းစီးစီးသုံးသုံးနေကြလိုက်မယ်ဆိုကျွန်တော်တို့လိုချင်တဲ့အရာမရစေအကြောင်းမရှိ
ဟိုအကြောင်းပြဒီအကြောင်းပြနိုင်ငံရေးအကြောင်းပြဘာရှုပ်ချက်ခတ်ပြီးတော့အမှန်နဲ့ခေါင်းစဉ်တွေမျိုးအောက်မှာဘာဖြစ်မလားအဲ့တော့ဒါကြီးကစိတ်ပြတ်ဖို့တော့ကောင်းတယ်လောကဟိုအမှန်တရားကမနှင်းဖြစ်ပေမဲ့တန်ဖိုးရှိပေမဲ့အဲ့အမှန်တရားကိုလူတိုင်းတော်လဲภาษาတော်လဲပဲလို့အတွက်ကိုမျိုးစုံတနာလက်ထဲရောက်လေအာနာရှိဆံပေါ့ကိုအတွက်ပဲကိုလုံးနေကြမိုးခိုင်တောက်လို့တော်လဲအမြင်ခံများတယ်ရှုပ်တယ်လို့ဟုတ်တယ်မလားဘာထုလဲနေမြေနည်းနည်းတော့ပိုင်သွားပြီဆိုရပြီဒီလောကကြီးကညစ်ပတ်ပြီးတော့ဒီနိုင်ငံဒီအတွက်လောက်တော့မဟုတ်ဒါကြောင့်မလို့ခေါင်းဆောင်ပိုင်းတဲ့အနေနဲ့ကျွန်တော်အခုပြောခဲ့တဲ့စကားတွေအားလုံးဟာဖြစ်စေခြင်းနဲ့ဟဲ့ဒီရင်တဲ့စံနှတစ်ခုနဲ့ပဲပြောတာပုံကိုယ်အမောမှန်တယ်အဲ့ဒါဒီလူတွေရဲ့ရင်ထဲမှာအဲ့ဒါပဲရှိနော်ဒီနိုင်ငံကိုအခုအဲ့တော့မီးလောက်ခံကွာတာမရရတော့မှတေကုန်ကြေကုန်ကြပြီပဲငါလည်းပတ်စုံမြင်တာနဲ့အမေရိကန်နိုင်ငံနဲ့ပတ်စုံပေးတယ်နဲ့မြန်မာဘာကြောင့်မလို့ကျွန်တော်တို့တွေအတိဆုံးမခံနိုင်ပါဘူးအဲ့ဒါတွေဖြစ်စေခြင်းနဲ့စိတ်နဲ့ပဲကျွန်တော်တို့ပြောတာအခြားဘာမှခံစားချက်မပါဘူးဒါကြောင့်မလို့ခေါင်းဆောင်တွေကိုလည်းအဲ့လိုခံစားချက်မျိုးတွေခံစားပြီးတော့လှုပ်ပေးကြစေချင်ပါတယ်ခေါင်းဆောင်တိုင်းကိုမေတ္တာရက်ခံတာပါ